လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်ကပီရူးနိုင်ငံရဲ့သဲကန္နာရကျယ်ကြီးထဲမှာလူသားတွေဖန်တီးထားခဲ့တဲ့အံ့ဩဖွယ်ရှို့ဝှက်ချက်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ Nazca Line လို့ခေါ်တဲ့သဲကန္နာရတွေက Geoclip ခေါ်ရုပ်ပုံပကြီးတွေပဲဖြစ်ပါတယ်။ Nazca Line တွေဟာမြေပြင်ပေါ်မှာရေးဆွဲထားတဲ့အလွန်ကြီးမားတဲ့ပုံများဖြစ်ပြီးမြေပြင်ကနေကြည့်မယ်ဆိုရင်မြင်ရမှာမဟုတ်ပါဘူး။လေယာဉ်ပေါ်ကနေဒါမှမဟုတ်ကောင်းကင်ဘုံကနေကြည့်မှသာဒီပုံတွေကိုမြင်နိုင်တာပဲဖြစ်ပါတယ်။ကမ္ဘာလျှို့ဝှက်ဆုံးမြေပြင်ပကြီးတွေဖြစ်တဲ့ Nazca Line တွေရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုလေ့လာခန့်မှန်းကြည့်ကြရအောင်။ဒီပုံတွေကို BC 900ခန့်ကနေ AD 900ဝန်းကျင်အထိပီရူးနိုင်ငံတောင်ပိုင်း Nazca သဲကန္နာရထဲမှာနေထိုင်ခဲ့ကြတဲ့ Nazca လူမျိုးများကဖန်တီးခဲ့ကြတယ်လို့သုတေသနတွေကဆိုပါတယ်။ကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူတုဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brickhead Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။ Nazca Line ပုံတွေထဲမှာငှက်၊မြောက်၊ပင့်ကူ၊ဝေးလငါး၊ပန်းပင်စတဲ့ပုံများနဲ့မြင်းတန်း၊ဒေါက်၊စဝိုင်းစတဲ့ Geometry ပုံတွေပါဝင်ပါတယ်။အချို့ပုံတွေဆိုရင်အရှိမီတာ200ကျော်အထိကြီးမားပြီးဝေဟင်ပေါ်ကကြည့်မှသာတိကျတဲ့ပုံရိပ်ကိုမြင်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပုံတွေနဲ့ပတ်သက်ပြီးရှေးခေတ်လူတွေဟာဘာကြောင့်ဒီလိုကြီးမားတဲ့ပုံတွေကိုအမှားမရှိပဲရေးနိုင်ခဲ့ကြတာလဲ။ဘာအတွက်ကြောင့်ရေးဆွဲခဲ့ကြသလဲဆိုတဲ့မေးခွန်းပေါင်းများစွာရှိလာပါတယ်။ Nazca လူမျိုးတွေဟာဒီသဲကန္နာရရဲ့အပေါ်ယံအမဲအောင်ကျောက်တွေကိုဖယ်ရှားပြီးအောက်ဖက်အလွှာဖြူရောင်မြေကိုဖော်ထုတ်ခါ line တွေကိုဆွဲခဲ့ကြတာပဲဖြစ်ပါတယ်။ဒီဒေတာဟာမိုးနေပြီးလေတိုက်ခတ်လုံးနေတဲ့အတွက် Nazca Line တွေဟာနှစ်ပေါင်းထောင်ချီကြာအောင်မပြတ်စည်းပဲထင်ကျရစ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပုံတွေကိုသုတေသနသမားအချို့ကအဲ့ဒီခေတ်အခါက Nazca လူမျိုးတွေရဲ့မိုးရွာစေရန်ဆူတောင်းတဲ့ယုံကြည်ကိုးကွယ်မှုဆိုင်ရာအခမ်းအနားများတွင်အသုံးပြုတဲ့လမ်းကြောင်းများလို့ဆိုကြပါတယ်။တချို့ကတော့နက်ခတ်ဘေးတင်နဲ့ဆက်တယ်လို့ယူဆကြပြီးဒီဒေတာဟာရေရှားပါတဲ့အတွက်ရေအရင်းမြစ်ရှာဖွေရန်နဲ့ရေရရှိရန်တောင်းခံတဲ့ဘာသာရေးဓလေ့တစ်ခုလို့လည်းဆိုကြပါတယ်။ဒီပုံတွေနဲ့ပတ်သက်ပြီးလူတွေစိတ်ဝင်စားဆုံးကတော့ Asian Alien လို့ဆိုပြီးအာကာသရှိ Alien တွေနဲ့ဆက်သွယ်ဖို့ရေးခဲ့တာဂျိုးသားတွေရဲ့ရင်ပြန်နေဆင်းသက်ဖို့ရန်အတွက်ရေးဆွဲခဲ့ကြတယ်လို့ဆိုတာပါပဲ။ဒါပေမဲ့တကယ်အမှန်တရားကတော့ယနေ့အထိဘယ်သူမှတိတိကျကျမသိနိုင်သေးပါဘူး။ဒါကြောင့်ပဲ Nazca Line တွေဟာကမ္ဘာပေါ်မှာအလျှို့ဝှက်ဆုံးနဲ့အံ့ဩဖွယ်ဗဟိတစ်ခုအဖြစ်တည်ရှိနေစေဖြစ်ပါတယ်။ဒီလျှို့ဝှက်ချက်ရဲ့တိကျတဲ့အဖြေမှန်ကိုရှာတွေ့နိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီအဖြေမှန်ကိုရှာတွေ့သူဟာမိတ်ဆွေလည်းဖြစ်နိုင်တာမို့ကွန်မန့်မှာမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုရေးပြီးသွားပါအောင်ခင်ဗျာ။